耶，的米耶，飞多少没？飞人家那家没？你看，人家那家没啦，兄弟。我这白多少西路了？哇，你都没那西路没买。我这苦累的妈，我脸啊刚拿的，钞票的表呢，要加拿。我没多少，没刚了没买耶。那别人那边那个，啊，的米这家。哦，你话你给你多的拿，再不拿。飞下吧，明白嘞？当没。你那边在哪里晒用电啦呢？我给啥过去？哎，看来骂他们了，哎得来，黑我也面面发开，哎天你把三的背没？加了，好。ကိုကြီးအမြဲတမ်းလာလိုက်တယောက်တည်းပဲနော်အဖေကလည်းမခရဘူးမကျွန်တော်မိမရှိတယ် အဲ့ဆိုရင်ပွဲလေးပါလိုက်မယ်နော် မှားရတယ်အများကြီးမရှိတော့ဘူးပဲ စားလိုက်ပြီ ဒါလေးကညီမတယောက်တည်းစားလိုက်တာ ချက်ပါလိုက်မယ်နော် waiter မိမအိပ်ပြီလားကလေးလိုက်တော်ရည်လား 哎，比ဘောကလေးပကတ်ထဲမှာအဲ့ရှင်ဖုန်းခေါ်မရအောင်တော့ဆက်တဲ့မွေကြီးကပြင်ပါလေ ဟုတ်တယ်ဟိုဖုန်းကဆိုင်းနေလို့ခါကွာမဖြုတ်ထားမိလို့ ရှင်ကတိပြည့်သွားလာနေတာကြောင့် မတော့ပါဘူးမိမရဲ့ဟောမွေးနေတယ်ဘတာဖလိုင်းနေလို့ဘာ KTV နဲ့မှမရှိဘူးကဲအိနေယောက်ျားလေးပေါ်စားလေးပြအိမ်မယ် မိုးတော်ချုံနေရော မိမဖုန်းလာတယ် ယောက်ျားဖုန်းလေယောက်ျားကြိုင်လိုက်လေ ဟာမိမကန်ရတော့ပါ အမိုးချုပ်ကြီးရောဘာသူတော့ဖုန်းလေးမပတ်ထား ပဲကန်လိုက် ဟမ်ယောက်ျားဒါရှင်ဖုန်းမဟုတ်ဘူးနော်အမရှင်ဖုန်းမဟုတ်ဘူးရှင်ဖုန်းအမဲရောင်တော့ဒါအပြာရောင်ဘယ်သူဖုန်းတော့ဒါ ဘယ်လိုရောက်နေရတော့ ရှက်ဟယ်လို ဟယ်လိုဟုတ်ကဲ့ဖုန်းလေးမပါတော့လို့ရှင် ဟမ်ဖုန်းလေးမပတ်တော့ကောဒါဘယ်သူဖုန်းလဲ အော်ဟုတ် KTV ကဖုန်းရှင် အော် KTV อ่ะအဲ့ဆိုရင်မပါသွားတဲ့ကိုလင်းဖုန်းကဘယ်မှာကြံခဲ့ရလဲ အော်ဟုတ်ညီမတို့ KTV မှာရှင် ညီမကဘာတူလဲ KTV ကကောင်မလေးတက်တာလာမင်းမ ဟ